င်္ဂလာပါရှင်ပြန်လာပြီအခုမှရေချိုးလို့ပြီးတယ်တတကိုလည်းတိတ်အကုန်လုံးကိစ္စဝိစ္စတွေလုပ်ပြီးမှတိုင်းမို့အစီတက်လာမတ်တေးလေးဆက်ရုံမှာမတ်ကိုအမြဲတမ်းအချိန်ကြီးဥကတော့ဒီနားလေးမှာစာဝတ်ချန်လဲမို့စီစီလို့ပြုတ်တွေအများကြီးထွက်တာဟိုနေ့ကစကားလေးမနေ့ကပြောတဲ့အဲဒီကလေးမွေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးထောက်ပံ့ခြင်းကိစ္စလေးတွေပြောမယ်ဆိုတာလေအားလေးပြောမယ်အဲ့ဒါပြောမယ်ဆိုကိုတွေ့ပေါ့နော်ကိုကြုံခဲ့ရတဲ့အကြောင်းလေးနဲ့ဆက်ပြီးတော့မှကိုတီးခဲ့ရတာလေးတွေကိုရခဲ့ရတာလေးတွေကိုပြန်ပြောပြမယ်ကိုကလည်းစချင်းတော့ဒီရက်ကွက်မှာကြားထားတဲ့ဒီကလေးထောက်ပံ့ကြီးတော့ရတယ်အဲ့ဒီရလို့ရှိရင်လည်းအဲ့ဒီပတ်စံကဒီကလေးအတွက်ပဲသုံးလို့ရတယ်ပေါ့နော်ကလေးအတွက်ဒိုင်ဘာဝယ်တာတို့နိုးမဝယ်တာတို့အဲ့လိုပေါ့ကလေးရဲ့အစရဝယ်တာပဲသုံးလို့ရတယ်ပေါ့အဲ့ဒါလည်းနည်းနည်းပါပဲတဲ့အဲ့ဒါသူအဲ့ဒါဝယ်တာနဲ့ပဲတဲ့သူ့ဟာနဲ့သူပဲပြီးတယ်ပေါ့ကွယ်တဲ့ဘလောက်ပဲချမ်းသာဆိုပြီးကိုကမသိထားဘူးမသိထားဘူးဆိုတော့အဲ့ဒီဟာကိုကလည်းဘုံတော့မရှိဘူးပေါ့ကွယ်နည်းနည်းပါတော့သူနိုင်ငံကိုစိုးဘူးပေါ့ကိုတွေထက်အဲ့လိုထောက်ပံ့ကြီးလေးပါလေအဲ့လိုပေးတယ်ပေါ့ပြီးတော့ဘိုက်ကြီးပြီဆိုတာနဲ့10 သိန်းရတာတော့သိတယ်သူအခုကိုဝင်ရှိပြီဆိုတာနဲ့ဆေးရုံသွားစစ်ဆေးပြီးတော့လုံးဝတေချာပြီးကိုဝင်ရှိကြောင်မှန်ကန်ပြီဆိုတာနဲ့သူကဒီအမားတို့ရက်ကွက်ရုံကဒီမိခင်ကလေးဆောက်ရှောက်ရေးရှိရလေအဲ့လိုပုံစံမျိုးဘုံကုန်းဆိုအဲ့ဒီမှာစင်းတွေပါလေပေးသွင်းပြီးပါရှင်ပေါင်တွေပါလေဖြည့်ပေါ့သူတောင်းတဲ့စားတွေပါလေပေးပြုတ်ပြီးသွားပြီဆိုတာနဲ့တစ်ပတ်နှစ်ပတ်အဲ့လောက်ပဲအိမ်ကိုကက်ကလေးရောက်လာတယ်10 သိန်းကက်လေး10 သိန်းကက်နဲ့ကိုဘိုက်တောက်လျှောက်ပေါ့6 လ 10 လလုံးအဲ့ဒီဟာနဲ့စေုံစေးကန်းပြလိုအပ်တာအကုန်လုံးမသွေးစစ်ပါစညာစစ်ဒီမှာစီကြည့်ရလေဒါတော့မှဒီဘုံဟုံးရှိလို့ကျမရဲ့ဘုံဟုံးကြောင့်တက်တာလားအဲ့ဒီကက်ကတော့အဲ့ဒီ10 သိန်းကက်ကတော့တောက်လျှောက်6 လ 10 လလုံးပြရတာပြီးတော့ပို့ဆိုတာအမခဏပြရတယ်အမရေအိတ်ရှိရလို့ပြောရလေအမအဲ့ဒီရေအိတ်ကြောင့်ကိုလေဘိုက်က3 လဆိုလဲရေက3 လနီးလောက်ကြီးလာတယ်ရေကကလေးနဲ့ဒန်းတူကြီးလာတာအဲ့တော့အမပိုးပြီးခံရတာသိလားအရန်အောင်လားဒီအမတို့ရက်ကွက်ဆိုတော့အမတို့ကဂျောင်းဟုံးမှနေတယ်ဆိုပေမဲ့ဒီအပိုင်ကကြတော့ကန်ချင်းအပိုင်ကန်ချင်းစေးရုံကိုအမတို့ကသွားပြတယ်ပေါ့နော်ကန်ချင်းစေးရုံသွားပြတော့အဆရာဝန် OG ကမျိုးလုံးပြူနေပြီမဒီတစ်ပတ်ပြတယ်နှစ်ပတ်ပေါ့နော်အဲ့လာနူတော့သူချိန်တယ်အလုံးရှိတော့လေစိုးရင်ရလို့သူနှစ်ပတ်3 ပတ်အဲ့လိုမျိုးနဲ့ချိန်တော့အမကသူကတစ်ပတ်လာပြနောက်တစ်ခေါက်လာပြအလုံးကကလေးနဲ့စားတူကြီးလာသူကမျိုးလုံးတွေပြူနေပြီအဲ့နဲ့သူကမဘိုက်က6 လလောက်6 လကျော်9 လလောက်ကြာတော့သူမကင်ရဲတော့ဘူးအဲ့နဲ့အမကိုခွန်ကျူးဒီတဟက်ကယူပြောင်းကြီးကိုလွှတ်လိုက်တယ်အဲ့ဒီကိုလွှတ်လိုက်ပြီးတော့လွှဲလိုက်တာပေါ့နော်အဲ့ဒီကိုလွှဲလိုက်တော့အဲ့ဆရာကြီးကသူတို့ဒီမှာကတော့ခွဲရမယ်နဲ့တူတယ်ဒီလိုမျိုးသူတို့မခွဲပေးဘူးပေါ့နော်အဲ့တော့ဆေးရုံကြီးသွားဆိုပြီးအမကိုပို့လိုက်တော့အဲ့ဆေးရုံကြီးမှာအမကိုအဆရာဝန်ကခွဲစရာမလိုဘူးရိုးပဲမွေးလို့ရတယ်အမေချမ်းမကြီးလည်းကောင်းတယ်အကုန်လုံးအဆင်ပြေတယ်ပေါ့နော်မွေးလန်းကြောင်းတွေပါလည်းကလေးနေထားအကုန်လုံးအဆင်ပြေတော့ okay တယ်ဆိုတော့အမသူ့ဖေကအလုံးကြသွားမခွဲရဘူးဆိုတော့ဒီမှာကျတော့ခွဲတယ်ပါလားဆိုဈေးကအရင်ကြီးရလေဒါမှကြီးတယ်ဆိုပေမဲ့လည်းဒီမှာ discount နေတို့ပြီးလို့ရှိရင်ထောက်ပံ့ကြီးတွေတို့ဘာပြင်းညာကြီးတို့အဲ့လိုကလေးမွေးလို့ရှိရင်ရက်ကွက်ကမတို့ရက်ကွက်ကကျတော့လေတက်ပေးတာရှိသေးတယ်ရက်ကွက်အပိုင်မြို့နယ်အပိုင်အဲ့လိုမျိုးမြို့နယ်ကပေးတာလည်းရတယ်ရက်ကွက်ကလည်းပေးတာရအဲ့လိုမျိုးတွေရပါတော့နော်အဲ့နဲ့အမကကလေးမွေးရောပေါ့အဲ့ဒီကအမသုံးလို့မရဘူးကလေးရတဲ့ပတ်စံဒီတိုင်ပါနဲ့နိုးမပဲဝယ်လို့ရတယ်ဆိုတော့အဲ့ဒီအတိလေးအဲ့ဒီကို10 သိန်းကကြတော့ဒီကလေးစေးုံဘိုက်ထဲမှာကလေးစေးကန်းပြရင်းနဲ့ပဲကုန်သွားတယ်အဲ့ဒါပဲပေါ့အဲ့နဲ့အမကလေးမွေးရော2023 9 လပိုင်းတသားလေးက15 ရက်နေမွေးတာ15 ရက်နေမှာမွေးပြီးတော့မှအဲ့ဒီစေးုံကြီးမှာမတရက်ပဲနေတယ်အဲ့ဒီမတိုင်ခင်အမတို့ကဒီမိခင်တွေကိုအမတို့အဲ့ဆိုမိနီတယ်လို့ခေါ်မလားမြန်မာလို့ဆိုမိနီတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အဲ့ဒါကြတော့ဂျေဂျူအောက်မှာပြိုဂျိုဒီဝွန်မလီဂျေဂျူလို့နဲ့တော့မှာဂျိုဒီဝွန်အမတို့ကနေမယ်ဆိုရင်မမွေးခင်1 လ 2 လလောက်တည်းတော့စရင်ပေးပြီးဖောင်တင်ပြီးတော့မှအခန်းကို booking ချိတ်ကြတာ
အဲ့တော့အမျိုးသားကတော့အကုန်လုံးချိတ်ပြူပြီးပါကိုမှလူပွဲလည်းမရှိဘူးဆိုတော့အဲ့မှာနှစ်ပတ်နေဖို့အတွက်အကုန်လုံးစင်းစရာပေးပြီးပါနော်ဘယ်နေ့မွေးမယ်ဘယ်နေ့လာမယ်ဆိုပြီးတော့မှအဲ့ဒါအမအဲ့ဒီခွန်ကျူးမှာမွေးတယ်တရက်ပဲနေတယ်ကလေးလည်းနေကောင်းတယ်အကုန်လုံးအဆင်ပြေတယ်မိခင်လည်းနေကောင်းတယ်ဆိုတော့တရက်ထဲနဲ့လာပြီးတော့အဲ့ဒီဂျိုဒီကိုပေါ့ဒီမီနီတဲတွေကိုစောက်ရှောက်တာပေါ့စေးရုံလိုပဲအဲ့နက်စမတွေကကလေးကိုအမြဲတမ်းကြည်ပေးတယ်နိုးမုတ်တိုက်ပေးတယ်ရေချိုးပေးပါလို့ပဲကလေးကိုရောက်ပြီးစအကုန်လုပ်ပေးတယ်မအေးကနားယုံပဲမအေးကိုလည်းနှိမ့်နေပေးတယ်မအေးကိုထမင်းဘာညာအကုန်လုံးအစင်သက်ပြင်စင်အကုန်လုံးကဇိမ်ပဲမအေးအတွက်အကုန်လုံးလည်းလုပ်ပေးတယ်ကလေးအတွက်လည်းအကုန်လုပ်ပေးတယ်မိနီသေးတွေကိုစောက်ရှောက်ပေးတာပေါ့အရန်โอเคတာအဲ့ဒါလည်းပတ်စံကတော့သူတို့ကတော့ဒီရက်ကွက်ကရက်ဒီကိုရီရက်ကွက်ဂျာဟုံးပေါ့ကန်ချင်းပေါ့ပိုင်ပေါ့အဲ့ဒီဂျာဟုံးမြို့နယ်ကန်ချင်းမြို့နယ်ဂျာဟုံးရက်ကွက်ပေါ့အဲ့ဒီအပိုင်ကကြတော့အခလေးမွေးပြီဆိုလို့ရှိရင်အရန်ထောက်ပံ့တာတခြားမြို့တွေနဲ့မတူပို့ပြီးတခြားမြို့တွေထပ်ပို့ပြီးပေးတယ်ပေါ့နော်အဲ့ဒီဂျီဒီဝမှာနှစ်ပတ်နေတာလဲဘယ်လောက်မှမပေးအောင်2သိန်းကျော်လောက်ပဲပေးရတယ်အဲ့ငွေအမောက်ကတော့ကြာတာတော့8သိန်းကျော်9သိန်းလောက်ကြာတယ်ဒါပေမဲ့2သိန်းကျော်လေးပဲရှင်းလိုက်ရတယ်အဲ့လိုမျိုးပြီးတော့ကလေးပိုက်ထဲကနေပြုတ်ဆိုပြီးထွက်ပြီးဆိုတာနဲ့မွေးလာပြီးဆိုတာနဲ့စင်းရင်ထွက်တာနဲ့နောက်ထပ်330ထည့်ရတယ်အဲ့ဒါအမမသိဘူးအမကဘလို့မမစသိွားဟာလဲဆိုတော့ပြီးတော့လာတိုင်းကိုလည်းကလေးမွေးပြီးပြုတ်ဆိုတာနဲ့330လား335သိန်းလားမသိဘူးအဲ့ဒါရတယ်ပြီးတော့တလတစ်ခါကလေးတစ်နှစ်တတိပြည့်တဲ့အထီကိုလဲ10သိန်းရတယ်အဲ့ဒါလည်းမသိဘူးဘယ်မှာသိရလဲဆိုတော့ဖြစ်ချင်တော့ကံကောင်းချင်လို့လားတော့မသိဘူးအမအဲ့ဒီဂျိုးရီဝန်မှာပေါ့မိနီတဲပေါ့မိနီတဲဆောက်ရှောက်ရေးစင်တာမှာအမနှစ်ပတ်နေတော့အဲ့ဒီမှာအမဘာသာစကားလည်းမတတ်တော့ကလေးနဲ့ပတ်သက်ပြီးအမကိုဆရာမကပြောပေးတဲ့ဟာလည်းအမတလုံးမနာမလဲစာလည်းမတင်ထားတာလည်းပါပေါ့နော်စာမတင်တော့ဆိုတော့လည်းစာတင်ဖို့ကိစ္စပြောလို့စာဟုတ်ဝယ်ခိုင်းလို့ဘာညာကွာဆိုလေသူကမဝယ်ပေးဘူးမတင်နဲ့မလို့ဘူးတဲ့မာကြီးအမစကားတပုံမလို့တဲ့တဖြည်းဖြည်းနဲ့သူတတ်သွားလိမ့်မယ်တဲ့သူကအဲ့လိုပြောကိုကဝင်လည်းမရှိဘူးဆန်လည်းမရှိဘူးလေသူဝယ်ပေးမှရမှာလေသူကမဝယ်ပေးဘူးဆိုတော့သူကစာတင်တာလည်းမကြိုက်ဘူးဆိုတော့ဘာမှလုပ်လို့မရအောင်လေသူက YouTube ကနေပဲကြီးတဲ့သူကအဲ့လိုပြောတာပါစမကုံအောင်လုပ်လားဘယ်လိုလဲတော့မသိပါဘူးအဲ့ဒါကိုလည်းသူ့ရွယ်မတင်ဘူးပေါ့မတင်တော့ကိုခံရတာပေါ့နော်အဲ့တော့ကလေးမွေးတော့လာပြီးတော့လာဖွင့်တော့ကိုစကားပြောနေတာအဲ့ဒီဂျိုဒီဘုံမှာဘေးချင်းကက်ရဲ့အမအခန်း1သူကအခန်း2အမတယောက်နဲ့မြန်မာအမတယောက်နဲ့စုံတာဆရာမကလေအမကိုစကားပြောလို့လည်းမရတော့သူလည်းတော်တော်လေးစိတ်ဖြစ်တယ်စိတ်ဖြစ်သွားတယ်တူပါတယ်အဲ့ဒီဗမာတယောက်လည်းလာသူကလည်းကိုရီးယားလိုမှုန်တယ်သူကကျတော့ဒီမှာဘွဲရထားတာဆိုတော့လေမှုတ်ထွတ်နေရပဲအဲ့ဒီအမအဲ့ဒီအမကိုမိတ်ဆက်ပေးတယ်အဲ့ဒီအမနဲ့တွေ့တော့ကိုကရမ်းပြောဝမ်းသာပါအားရရှိပါအမနဲ့ခင်သွားတယ်ပေါ့အဲ့ဒီမှာအကိုလုံးပြောပြကိုကအရင်မေးလိုက်တာပါမလို့ကလေးအဲ့ဒီရတဲ့ပတ်စံငါလို့ဒီကလေးဘာတွေသုံးလို့ရလဲလို့ကျမကြားတာတော့လို့ဘာမှသုံးလို့မရအောင်လို့နိုးမုံနဲ့ဒိုင်ဘာနဲ့ပဲဝယ်လို့ရတယ်လို့ပြောတယ်လို့ဟုတ်လားလို့အဲ့လိုမျိုးတော့သူကတော့မဟုတ်ဘူးလို့မပြောပဲနဲ့သူကအမတို့ကညီမတို့ကတော့ဘယ်လိုလဲတော့မသိဘူးတဲ့အမတို့ကတော့တဲ့အဲ့ဒီကလေးရတဲ့ပတ်စံနဲ့ဟိုတဲ့အမတို့လင်မယားတွေရုပ်ရှင်အောင်ကြည်တာတဲ့ရုပ်ရှင်အောင်ကြည်လို့ရတယ်ဆိုရင်တခြားတော့မပြောနဲ့အကုန်လုံးလို့ရတယ်ပေါ့ကွယ်ပြောလို့ရှိရင်တဲ့အခုမွေးပြီဆိုတာနဲ့တဲ့နောက်330တဲ့ရတယ်နော်ညီမတို့ဒီခံချင်းဟာတဲ့အမတို့သူကမုတ်ဖို့မှနေတာအမတို့မုတ်ဖို့ထက်တဲ့ပို့ပြီးတော့တဲ့ကလေးတွေအတွက်ကိုပို့ထောက်ပံ့နေပို့ရတယ်ဒီဘက်ကတဲ့ဒီပေါ့နော်ဒီအပိုင်းပေါ့နော်သူကပြောတယ်ပြောလဲပြောကိုကအဲ့ဒါမှအကုန်လုံးသိတာပြီးလာစင်10သိန်းရတယ်ကလေးတစ်နှစ်ထိကလေးအဲ့ဒီတစ်နှစ်အတွင်းမှာတကယ်လို့ចောင်းပို့တယ်ဆိုလို့ရှိရင်တော့ចောင်းက9သိန်းလို့ကို9သိန်းပဲရတာပေါ့တစ်နှစ်တိကို10သိန်းရတယ်တကယ်လို့ចောင်းမပို့ဆိုလို့ရှိရင်အဲ့ဒီ10သိန်းလုံးကိုရပေါ့ပြီးသွားလို့ရှိရင်တစ်နှစ်ပြည့်ပြီးသွားပြီဆိုရင်3သိန်းရနေသေးတယ်ကျောင်းပို့တယ်ဆိုလို့ရှိရင်တော့မရတော့ဘဲနဲ့မအေးရတသိန်းရအခုကတသားလေးကိုကျောင်းပို့တယ်ဆိုတော့တစ်နှစ်ကျော်သွားတော့အမကတသိန်းပဲရတယ်ကျောင်းပို့တယ်တသိန်းရတယ်အမနံပါတ်နဲ့ဆိုတော့အမရှိမှာပဲအကုန်လုံးပေါ့နော်ပြန်လိုက်တာပြောချင်တာအများကြီးပဲဆက်ပြောမယ်နောက်တစ်ခါဒီလောက်ပဲဒီမှာ